တကယ်တော့လူတစ်ယောက်ဟာအသက်အရွယ်ကြီးလာရုံနဲ့ရင့်ကျက်လာတာမဟုတ်ပါဘူးအသက်အရွယ်ဆိုတာကိန်းဂဏန်းတစ်ခုထက်မပိုသလိုကျမတို့ဘဝကိုပုံမမြင်မာတဲ့နေရာစီကိုလည်းအလိုအလျောက်ပို့ဆောင်မပေးနိုင်ပါဘူးလောကတဲ့ရရိုက်ခတ်မှုတွေကိုကြံ့ကြံ့ခံကြောက်ဖြတ်ရင်ရရှိလာတဲ့အတွေ့အကြုံတွေကဒါလူတစ်ယောက်ကိုအမှန်တကယ်ရင့်ကျက်လာစေတာပါအတွေ့အကြုံကိုကောင်းကောင်းအသုံးချနိုင်မှသာခိုင်မာတဲ့ရင့်ကျက်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုအတွေ့အကြုံတွေရဖို့အတွက်ကျမတို့အလုပ်လုပ်နေဖို့လိုပါတယ်။ဘာမှမလုပ်ဘဲထိုင်နေရင်တော့ဘယ်လိုအတွေ့အကြုံမှရလာမှာမဟုတ်ပါဘူး။လူမှုပတ်ဝန်းကျင်နဲ့ထိတွေ့ဆက်ဆံရမယ်။ပတ်ဝန်းကျင်ကိုလေ့လာရမယ်။စာရေးဖတ်ရမယ်။ကိုယ်တိုင်ကြုံတွေ့ရတဲ့အမားတွေကနေသင်ယူလို့တခြားသူတွေရဲ့အမားတွေစီကနေလေသင်ခန်းစာယူတတ်ဖို့လိုပါတယ်။အမားဆိုတာစွန့်ပစ်ရမယ့်အရာမဟုတ်ပါဘူး။အမားတိုင်းမှာသင်ယူစရာတွေအမြဲရှိနေတတ်ပါတယ်။အခုမလုပ်နေတဲ့အလုပ်ကဝင်ငွေနဲနေလို့ဘာမှအကျိုးမရှိဘူးလို့မထင်လိုက်ပါနဲ့အဲ့ဒီအလုပ်ကနေတင်ဟာငွေထက်တန်ဖိုးရှိတဲ့အတွေ့အကြုံတွေမိတ်ဆွေခေါင်းတွေနဲ့တန်ဖိုးရှိတဲ့အတွေ့အခေါ်တွေကိုရရှိနေတာပါအလုပ်လုပ်ရင်ငွေမစုမီသေးလို့လည်းစိတ်ပြက်စရာမလိုပါဘူးအခုရနေတဲ့အတွေ့အကြုံတွေဟာနောက်ထပ်မြင့်မားတဲ့အဆင့်တစ်ခုစီတက်လောင်းဖို့အတွက်အရေးကြီးတဲ့လှေကားတတိပဲဖြစ်ပါရဲ့မိမိရဲ့အတွေ့အကြုံတခြားသူတွေရဲ့အတွေ့အကြုံနဲ့စာဖတ်ခြင်းကရတဲ့အတွေ့အကြုံတွေကိုသာပေါင်းဆက်အသုံးချနိုင်မယ်ဆိုရင်တင်ဟာအချိန်တို့အတွင်းမှာပင်ထူးခြားတဲ့အောင်မြင်မှုတစ်ခုစီကိုရောက်ရှိလာမှာပါဒါကြောင့်ဘဝရဲ့အမားတွေကနေသင်ယူရင်းအတွေ့အကြုံတွေနဲ့အတူပုံမမြင်မာတဲ့ဘဝတစ်ခုကိုအကောင်းဆုံးတည်ဆောက်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်